Your husband is coming.ကျွန်တော်ဘဝမှာဗျာချစ်ရတယ်အဲ့လိုကျွန်တော်ချစ်တယ်ဆိုတာမျိုးခံစားရတာသူ့ပါပဲကျွန်တော်ကသူကလည်းရာရာဖြစ်လို့သူတို့ရာရာဖြစ်ပါသေးတယ်ကျွန်တော်ကောင်းစားမဲ့စီလောင်းစကားလေးပြောရရင်တော့အညီနဲ့ငါညီမဒီလက်မကပို့ပြီးတော့လောက်ကင်လေးလက်ရှိတိုင်းပို့ရပါသေးကွာဝေးပါတယ်ဒီတော့တော့တင်ပေးရတဲ့ကျေးဇူးတင်ပါတယ် peace ပြောတယ်တာမီးအများကြီးရပါတယ်စောင်းနေမယ်နော်မောင်လေးညီမလေးညပေါင်းများစွာတိုင်ဒီများအိုအောင်မင်းအောင်ပေါင်းပါစေလို့ဟောစတောင်းညီမလေးတော့နေများတယောက်ရမပြတ်မယ်နဲ့တစ်သက်လုံးပြတ်သန်းနိုင်ပါစေအဲ့ဒီ congratulation ပါနော်ဒီမင်္ဂလာဆောင်ကြည့်ပြီးကြလဲအားကြဟိုအောင်မင်းအောင်ပေါင်းနိုင်ပြပါစေဗျာ